ဝင် study corner နဲ့ကြိုဆိုပါရစေဒီဗီဒီယိုလေးထဲမှာတော့ group ထဲကမေးထားတဲ့ linear equation ကိုရှင်းပြသွားမှာဖြစ်ပါတယ်linear equation ကိုကျွန်တော်တို့အနေနဲ့လေ့လာမယ်ဆိုရင်အရေးကြီးဆုံး equation ၃မျိုးအရင်ဆုံးလေ့လာမှာဖြစ်ပါတယ်ပထမဆုံး equation ကတော့ slope intercept ဒုတိယ standard form နဲ့တတိယ point slope form slope intercept ဆိုတာကျတော့ဒီ y equal to mx plus b equation ကိုဆိုလိုတာဖြစ်ပါတယ်ဒီ equation လေးထဲမှာဆိုရင် m က slope ကိုကိုစားပြုပြီးတော့ b ကကျတော့ y intercept ကိုကိုစားပြုတယ်standard form မှာဆိုရင်တော့ ax plus b1 equal to c a နဲ့ b ကကြတော့သူကဒီကိန်းဂဏန်းတွေပေါ့နော်ဒီဘယ်ဟာအစားသွင်းမလဲဆိုတာကိုစားပြုပြီးတော့ x နဲ့ y တွေကတော့ variable တွေကိုပြောတာဖြစ်ပါတယ် point slope form မှာဆိုရင် y minus y1 equal to m into x minus x1 ဆိုပြီးတော့ equation ၃မျိုးရှိပါတယ်equation ၃မျိုးကိုတည်သွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီ slope ကိုရှာမယ်ဆိုရင်ဘယ်လိုနည်းလမ်းတွေသုံးလို့ရလဲ slope ကိုပထမဆုံးနဲ့အနေနဲ့ပေါ့နော်ရှာလို့ရတဲ့နည်းလမ်းကတော့ rise by run ကိုကြည့်ချင်းရမယ်ရှာလို့ရတယ်အဲ့တော့ဒီပုံလေးမှာကြည့်မယ်ဆိုရင် rise by run ဆိုတာသူ့ရဲ့ဒီဆွဲထားတဲ့ပေါ့နော် graph ရဲ့ point နှစ်ခုကိုအရင်ဆုံးမှတ်မယ်ပြီးရင်ဒီမှာဆိုရင်ပုံမှာပြထားတာကိုကျွန်တော်ကြည့်အောင်ပုံမှာဆိုရင်သူအပေါ်3ကွက်တက်သွားတယ်ဘေးကို6ကွက်သွားတယ်ပေါ့နော်အဲ့တော့ rise ကဘာကိုကိုစားပြုရလဲဆိုရင်အပေါ်တက်တဲ့အကွက်ယူတက်ကိုကိုစားပြုပြီးတော့ run ကကြတော့ဒီဘေးတိုက်သွားတဲ့အကွက်ယူတက်ကိုကိုစားပြုတယ်ဒီ graph လေးမှာဆိုရင်အရင်ဆုံး point တစ် point မှတ်ထားပြီးသွားပြီဆိုရင်ဘယ်နှကွက်တက်သွားလဲကြည့်အောင်3ကွက်တက်သွားတယ်ဘေးတိုက်သွားတာက run ပေါ့နော် run က6ကွက်ဆိုရင်ဒါကိုရှင်းကြည့်လိုက်တဲ့အခါ 1.2 ရတယ်အဲ့တော့ဒီနည်းလမ်းကတော့ဘယ်လိုနေရာမှာသုံးသင့်လဲဆိုရင်ကျွန်တော်တို့ဒါ graph ပေးထားတယ်ပြီးရင် slope ကိုကရှာရမယ့်ဟာမျိုးဆိုရင်ဒီ graph မှာပေးထားတဲ့မြင်းချောင်းရဲ့ point တစ် point ကိုမှတ်ထားပြီးတော့ဒီဘယ်နှဒီ point တစ် point ရဲ့ခြားထဲမှာဆိုရင်ဘယ်နှကွက်အရှိတက်သွားပြီးတော့ဘယ်နှကွက်ဘေးတိုက်သွားရတယ်ပေါ့နော်ဥပမာဒီ graph လေးကိုကြည့်ကြည့်ပါဒီ point တစ် point မှတ်ထားတဲ့နေရာမှာဆိုရင်အပေါ်3ကွက်သွားပြီးတော့ဘေးတိုက်6ကွက်သွားတာကိုတွေ့ရတယ်အဲ့တော့အပေါ်သွားတဲ့ဟာကိုဘယ်လိုခေါ်လဲဆိုရင် rise လို့ခေါ်ပြီးတော့ဘေးတိုက်သွားတဲ့ဟာကို run လို့ခေါ်တယ်ဒါကတော့ကျွန်တော်အနေနဲ့ဒီ graph ကိုပေးထားမယ်ဆိုရင် slope ကိုရှာတဲ့နည်းဖြစ်ပြီးတော့ကျွန်တော်တို့တကယ်လို့ graph မပေးထားဘူး point တစ် point ပေးထားရပဲထားပါတော့ဒီမှာဆိုရင် point တစ် point ပေးထားတယ်3.-2နဲ့3.-5ဒီလိုမျိုး point တစ် point ပေးထားတဲ့ခါကျရင်တော့ rise by run နဲ့ရှာလို့မရဘဲနဲ့ပေါ့နော်ဒီသူ့ရဲ့အောက်က equation ဖြစ်တဲ့y2 minus y1 by h2 minus h1 နဲ့ရှာရမယ်သူပေးထားတဲ့ point တစ်ခုကိုကျွန်တော်ရေးကြည့်အောင်3.-2နဲ့-3.-5ဒီလို point တစ်ခုရပြီဆိုရင်ပေါ့နော်ဒီပထမအဆုံး point မှာဆိုရင် x1 နောက်ကကောင်က y1 နောက်တစ်ခုမှာဆိုရင်ရှေ့ကကောင်က x2 သူ့ရဲ့နောက်က y2 ပြီးရင်ဒီ equation ထဲမှာအစားသွင်းရုံပဲပေါ့နော် y2 နေရာမှာဘာထည့်ရမလဲဆိုရင် -5 y1 နေရာမှာ-2အဲ့တော့ minus ဖြစ်နေတဲ့အခါမှာကျွန်တော်တို့ဒါ plus ပြောင်းအောင်ပါပေါ့နော်အောက်မှာဆိုရင် h2 ကကြတော့-3 h1 က3ရှင်းကြည့်လိုက်တဲ့ခါကျရင် -5 နဲ့ပြီးရင်ဒီမှာနှုတ်နဲ့ဝင်မြောက်ရင်အပေါင်းပြီးရင် -6အဲ့တော့တွက်ကြည့်လိုက်တဲ့ခါမှာ-3နဲ့-6ရတယ်အဲ့အနှုတ်တွေချင်းပဲ3 delete 3 3 delete 6အဲ့တော့2ညီရဲ့ slope ကိုပဲရရပါတော့အဲ့တော့ဒီနီးနဲ့နှစ်ခုလုံးကနေပြီးတော့ slope ကိုရှာလို့ရတယ်ဒါပေမဲ့ရှာရမယ့်အခြေအနေချင်းတော့မတူ m equal to rise by run နဲ့ရှာရတဲ့ဟာကြတော့ကျွန်တော်တို့ဒီ graph ဆွဲပေးထားပြီးတော့ point တစ် point မှတ်ပြီးကိုကရှာတာဖြစ်တယ်ဒီကလို့ graph မပေးထားဘဲနဲ့ဒီလိုမျိုး point တစ်ခုပေးထားရဆိုရင်ကိုကအဲ့ point တစ်ခုကို x1 y1 တစ်ခုသတ်မှတ်မယ် x2 y2 တစ်ခုသတ်မှတ်မယ်ပြီးအဲ့ဒါကို y2 minus y1 by x2 minus x1 ဆိုတဲ့ equation မှာထည့်တွက်မယ်ဆိုရင် slope ကိုရသွားလိမ့်မယ်ပေါ့နော်နောက်တစ်သိတဲ့အကြောင်းအရာတစ်ခုအနေနဲ့ဆိုရင်တော့မြင်းနှစ်ကြောင်းက parallel ဖြစ်တဲ့အခါမျိုးပေါ့နော်ဥပမာ A ဆိုတဲ့မြင်းကြောင်းနဲ့ B ဆိုတဲ့မြင်းကြောင်း parallel ဖြစ်တယ် A ရဲ့ slope က3ဆိုရင် B ရဲ့ slope ကလည်း3အဲ့တော့ parallel ဖြစ်တဲ့အခါကျရင်ဒီ equation ကိုကြည့်အောင် A ရဲ့ m1 ဆိုတာ slope 1ပေါ့နော် A ရဲ့ slope က B ရဲ့ slope နဲ့တူတယ်အဲ့တော့အမြဲတမ်းမှတ်ထားပါမြင်းနှစ်ကြောင်းက parallel ဖြစ်ရင်သူတို့ရဲ့ slope တွေကတူတယ်တကယ်လို့ A ရဲ့ slope က3ပဲထားပါတော့ B က A နဲ့ parallel ဖြစ်ရင် B ရဲ့ slope ကလည်း3ဖြစ်သွားမယ်နောက်တဲ့အခြေအနေတစ်ခုကတော့ဘယ်လိုမျိုးလဲဆိုရင်ဒီဟာပေါ့နော်ဒါကိုဘယ်လိုအခြေအနေခေါ်လဲဆိုရင်ကျွန်တော်အနေနဲ့ perpendicular ထောက်မှန်ကြတဲ့အခြေအနေအဲ့တော့ A နဲ့ B နဲ့ထောက်မှန်ကြတဲ့ခါကျရင်ရောသူတို့ရဲ့ slope တွေကဘယ်လိုတက်ရောက်မှုရှိအောင်မလဲ
အဲ့တော့ a နဲ့ b နဲ့ဒါတောင်းပန်ကြမယ်ဆိုရင် m1 equal to minus 1 by m2 အဲ့တော့မြင်းကြောင်းတစ်ကြောင်းကတောင်းပန်ကြနေရဆိုရင်သူတို့ရဲ့ slope တွေကပြောင်းပြန်ဖြစ်မယ်ပြီးတော့အနှုတ်ဆိုတာဘာကိုပြောရလဲဆိုရင်လက္ခဏာကိုလည်းပြောင်းပြန်လှည့်ပေးရမယ်ဥပမာပေါ်အဟာလေးကြည့်ပေါ့နော် a မှာဆိုရင် slope က3ပေါ့နော်3ဆိုရင် b ရဲ့ slope က a နဲ့ဆိုရင်ပြောင်းပြန်လှန်ရမယ်ဆိုတော့3ကိုပြောင်းပြန်လှန်လိုက်တဲ့အခါမှာ 1/3 ရတယ်ပြီးတော့လက္ခဏာကိုပြောင်းပြန်လှန်ပေးရမယ်ဆိုတော့ minus 1/3 ဖြစ်သွားတယ်အဲ့တော့ parallel ဖြစ်တဲ့အခါကျရင်မြင်းကြောင်းတစ်ကြောင်းရဲ့ slope ကတူညီပြီးတော့ perpendicular ဆိုတဲ့တောင်းပန်ကြတာမျိုးဖြစ်တယ်ဆိုရင်တော့သူတို့ရဲ့ slope တွေကပြောင်းပြန်ဖြစ်မယ်ပြီးတော့လက္ခဏာတွေကလည်းပြောင်းပြန်လုပ်ပေးရမယ်ကျွန်တော်တို့တစ်ခါကြာရင်ဒါမြင်းကြောင်းတစ်ကြောင်းရဲ့ slope ကိုပေးထားတယ်ပြီးရင်နောက်ထပ်မြင်းကြောင်းတစ်ခုရဲ့ slope ကိုရှာခိုင်းတယ်သူတို့နှစ်ခုကကြတော့ perpendicular ဖြစ်တယ်လို့ပေးထားရပါတော့အဲ့တော့ပထမပေးထားတဲ့ slope ရဲ့ဒီတန်ဖိုးကိုကပြောင်းပြန်လှန်ပေးပြီးတော့လက္ခဏာကသူက minus နဲ့ပေးထားရင်ကိုကအပေါင်းပြောင်းပေးminus နဲ့မဟုတ်ဘဲနဲ့ plus နဲ့ပေးထားရင်ကိုက minus ပြောင်းပေးအဲ့တော့လက္ခဏာလည်းပြောင်းပြန်လှန်မယ်ပြီးရင်ကိန်းဂဏန်းကိုလည်းပြောင်းပြန်လှန်မယ်ဆိုရင်တော့တခြားမြင်းကြောင်းတစ်ကြောင်းရဲ့ slope ကိုရသွားလိမ့်မယ်GED မှာဘယ်လိုမေးတတ်သေးလဲဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ equation ပေးပြီးတော့ကိုက graph မှန်တဲ့ graph ကိုရွေးခိုင်းတာမျိုးလုပ်တတ်တယ်ပေါ့နော်အဲ့တော့ဒါမျိုးမေးတဲ့ခါကျရင်ဘယ်လိုဖြေရမလဲဆိုရင်ခုနကတော့ဒါ slope intercept form မှာဆိုရင်ဒီ m ဒါ m နေရာကိုစားပြုတာပေါ့နော် m က slope လို့ပြောထားတယ်နောက်အကောင်ကျတော့ y intercept ဆိုတာကျတော့ဘာကိုပြောလဲဆိုရင် y ရဲ့မြင်းကြောင်းပုံမှာကွက်တိရှိနေမဲ့အမှတ်အဲ့ -4 ဆိုတော့ y ရဲ့မြင်းကြောင်းမှာ -4 မှာတမတ်မှတ်လိုက်မယ်ဒါသူကွက်တိရှိနေမယ်လို့ဖော်ပြထားတာ y intercept ဆိုတာဒီ y ရဲ့မြင်းကြောင်းပုံမှာကွက်တိရှိတာပေါ့နော်အဲ့ slope ကိုပေးထားတယ်အဲ့2ရဲ့အောက်မှာအမြဲတမ်းဒါ1ရှိရပေါ့နော်ဒီကိန်းဂဏန်းတွေအောက်မှာ1ရှိရဆိုတော့ဒါ2/1 m ကဘာနဲ့တူလဲဆိုရင် rise by 1နဲ့လည်းတူရလို့ပြောထားတယ်အဲ့တော့ဘာအဓိပ္ပာယ်လဲဆိုရင်နှစ်ကွက်တက်ရမယ်ပြီးတော့တစ်ကွက်ပေးလိုက်သွားရမယ်အဲ့တော့ -4 ဆိုရနေရာကိုကျွန်တော်မှတ်ထားပြီးသွားပြီအဲ့တော့ -4 ကနေပြီးတော့ဒီ slope ကိုအသုံးပြုပြီးတော့ပေါ့နော်ဒါ graph လေးဆွဲကြည့်အောင်သူကနေပြီးတော့ b ကိုတစ်ကွက်ရွှေ့သွားမယ်ပြီးရင် rise က2ဆိုတော့နှစ်ကွက်တက်သွားမယ် -4 ကနေနှစ်ကွက်တက်ရင် -2 ကိုရောက်သွားမယ်အဲ့လိုပဲပေါ့နော်ဒီမှာဆိုရင်သူက1အောင်ရောက်နေပြီနောက်တစ်တစ်မှတ်ရင်လည်းရတယ်မှတ်လည်းဒီနှစ်ခုဆွဲရနေတယ်ကျွန်တော် graph ရပြီဒါပေမဲ့ကိုကပိုသေးကြရင်လည်းဆိုရင်တော့ဒါနောက်တစ်မှတ်လောက်ကိုမှတ်ကြည့်ပေါ့နော်အဲ့တော့ rank ကတစ်ကွက်ဆိုတော့ဒီ1ကနေပြီးတော့တစ်ကွက်ရွှေ့လိုက်တဲ့အခါမှာ2ကိုရောက်မယ်2ကနေမှနှစ်ကွက်တက်ရမယ်ဆိုတော့ဒါ -2 ကနေနှစ်ကွက်တက်ရင်0ကိုရောက်လာမယ်ဒီ point လေးတော့မလို့ပေါ့နော်ပြီးရင်အခုဆွဲထားတဲ့ point တွေကိုကျွန်တော်အနေနဲ့ဒါဆက်လိုက်မယ်ဆိုရင်ဒါသူဆွဲခိုင်းတာလေ graph ကိုရသွားပြီအဲ့တော့ linear နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကျွမ်းကျင်လာအောင်ကျွန်တော်တို့အနေနဲ့ဒီ file လေးပေါ့နော် example file လေးသုံးပြီးတော့တွက်ကြည့်ကြအောင်ဒါဆိုရင်ကျွန်တော်ဒီ slope ခန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ linear equation နဲ့ပတ်သက်ပြီးတော့ပို့ပြီးကျွမ်းကျင်သွားအောင် example လေး5ခုလောက်တွက်ကြည့်အောင် find the equation of a line with a slope of 3 and y-intercept of -5 slope intercept ဖောင်ရဆိုရင် y equal to m base plus b m ကဘယ်ဟာကိုစားပြုရလဲဆိုရင် slope နေရာကိုကိုစားပြုရဆိုတော့သူပေးထားတဲ့ slope ဖြစ်တဲ့3ကိုထည့်ပေးရမယ်ပြီးရင် b က y intercept ကိုကိုစားပြုတော့ y intercept က-5ဆိုတော့-5ကိုထည့်ပေးရမယ်အဲ့တော့ဒီပုဒ်စာကိုလွယ်လေးပဲ y equal to 3x - 5ဆိုတဲ့အဖြေကိုရရင်ကျွန်တော်ဒီပုဒ်စာကိုမှန်သွားပြီ Find the equation from 2 point and find the equation of the line passing through 2,5 and 4,9အဲ့တော့ကျွန်တော်အနေနဲ့ equation ခုနလိုမျိုး y equal to mx plus b equation တွေကိုရေးပေးရမယ်ပေါ့နော်ရေးပေးတဲ့အခါမှာကျွန်တော်အနေနဲ့ဒီ y equal to mx plus b မှာ x နဲ့ y ကတိကြမလို့ m နဲ့ b ကိုပဲတိကြလို့တယ် x နဲ့ y နဲ့သူကဒီ x y သူ့ရဲ့ဒီသင်္ကေတ simple အတိုင်းပဲထားလို့ရတယ် m နဲ့ b မှာတော့ဒီရှာလို့ရတဲ့ကဏ္ဍလေးဖြည့်ပေးရမယ်အဲ့တော့ point တစ်ခုပေးထားရင်ကျွန်တော်တို့ဒါ slope ရှာတဲ့ပုံစံလေးရှိရယ်။ဘာလဲဆိုရင် y2 - y1 by x2 - x1 နဲ့ရှာလို့ရတယ်။အဲဒီမှာဆိုရင် 2,5 ကို x1 y1 ဆိုပြီးသတ်မှတ်မယ်။4,9 ကိုကြတော့ x2 y2 ဆိုပြီးသတ်မှတ်မယ်။အဲ y2 နေရာမှာဘာထည့်ရမလဲ9 minus y1 က5 x က4 x2 က4 x1 က2 9 minus 5က4ရတယ်4 minus 2က2နှစ်နဲ့4အဲ့တော့ဒီ equation လေးကိုသုံးပြီးတော့ရှာလိုက်တာမှာ slope က2ရတာကိုတွေ့ရတယ်အဲ့တော့ y equal to 2x plus b ဖြစ်သွားမယ်ပေါ့နော်b က y intercept ကိုကိုစားပြုရပေါ့နော်အဲ့တော့ b ကိုရှာဖို့လိုနေတယ်
B ကိုရှာမယ်ဆိုရင်ကျွန်တော်ဒီ point တစ်ခုပေးထားပြီးတော့ဒီ equation ရေးခိုင်းတဲ့အခါမှာ slope ကိုရှာပြီးလို့ B ကိုရှာဖို့ကြံခဲ့ရဆိုရင်ဘာသုံးလို့ရလဲဒီ point တစ်ခုတည်းတစ်ခုကိုကြိုက်တဲ့ဟာရွေးပေါ့နော်ဘယ်ဟာမဆိုရွေးလို့ရတယ်ဥပမာ2.5ကိုပဲရွေးလို့ရတယ်သို့မဟုတ်4.9ကိုလည်းရွေးလို့ရတယ်2.5ကိုရွေးရပဲထားပါတော့အဲ့တော့2က x 5က y x ကို x နေရာမှာထားမယ် y ကို y နေရာမှာဖြည့်မယ်အဲ့တော့5 equal to 4 plus b b equal to 5 minus 4ဆိုတော့1ရလိမ့်မယ်အဲ့တော့ခုနတုန်းကဒီ m ကိုလည်းတည်ပြီး b ကလည်းအခု1ဆိုတာလည်းတည်ပြီးအဲ့တော့ equation ကိုအပြည့်ရေးလို့ရပြီအဲ့ b နေရာလေးမှာ1ထည့်လိုက်မယ်ဆိုရင်သူရဲ့ equation က y equal to 2x plus 1ဆိုတဲ့ equation လေးကိုရသွားလိမ့်မယ်နံပါတ်3ကိုကြည့်အောင် convert the equation y equal to 2.3x plus 4 to standard form standard form ဆိုတာဘာကိုပြောရလဲဆိုရင် ax plus by equal to c ဆိုတာကိုပြောင်းခိုင်းတာပေါ့နော်သူပြီးတာ equation ရဆိုရင် y equal to 2.3x plus 4နောက် x နဲ့ y နဲ့ကိုပေါင်းတဲ့အခြေအနေကိုထားပြီးတော့ c ကိုတစ်ဖက်မှာထားရမယ်ပေါ့နော်အရင်ဆုံးအောက်ခြေ3လေးကိုပေါ့နော်3လေးကိုပျောက်သွားအောင်တစ်ခွင်းလုံးကို3နဲ့မြှောက်လိုက်မယ် 3y equal to 2x ဒါ3နဲ့မြှောက်လိုက်တဲ့အခါမှာဒီအပေါ်ကမြှောက်လိုက်တဲ့3နဲ့အောက်ကပိုင်းခြေ3နဲ့ကြည့်မယ်ပြီးရင်4ကို3နဲ့မြှောက်တော့တွဲရမယ်သူရဲ့ equation နဲ့ပြောင်းမှုတက်ဆိုရင်x နဲ့ y တစ်ဖက်တည်းသွားရမယ်အဲ့တော့ဒီနေရာမှာပေါ့နော် x ကသူက minus ဖြစ်လို့မရအောင် plus ပဲဖြစ်လို့ရတယ်ပေါ့နော်အဲ့တော့ y ကိုဟိုဘက်ပို့လိုက်တာပိုကောင်းတယ် 2x minus 3y equal to ပြီးတွဲရဟိုဘက်ကိုပြန်ပို့လိုက်တော့တွဲရ minus တွဲဖြစ်သွားမယ်ဒါလေးပြန်ရေးလိုက်မယ်ဆိုရင် 2x minus 3y equal to minus တွဲအဲ့တော့ဒါဆိုရင် standard form တွေကိုဝင်သွားပြီပေါ့နော်ဖြစ်ရတာလေးဖြစ်လိမ့်မယ်Write the equation of the line passing through 5, minus 2 with slope m equal to minus 3/4 in point slope form. Point slope form တော့ဘာပြောရလဲ y minus y1 equal to m x minus x1 ကိုပြောတာပေါ့နော်ဒီနေရာမှာy1 နဲ့ x1 အဲ့ဒါဘယ်ကနေရနိုင်လဲဆိုရင်ဒီပေးထားတဲ့ point ကနေရနိုင်တယ်ပေါ့နော်5, minus 2ကဘာလဲဆိုရင် x1 နဲ့ y1 ကိုကိုးစားပြုတယ်y ကိုထားခဲ့လိုက်မယ်y1 နေရာမှာဘာထားမလဲဆိုရင် minus 2အဲ့တော့ minus နဲ့ minus 2အဲ့တော့အနှုံနှုံမြောက်ရင်အပေါင်းဖြစ်သွားမယ်အဲ့တော့တခါတည်းအပေါင်းလေးရေးလိုက်မယ် plus 2 m ကဘာပြောထားလဲဆိုရင် 3/4 ပေါ့နော်တော်ဒီမှာဆိုရင် slope m equal to minus 3/4 လို့ပေးထားတယ်အဲ့ minus 3/4 တဲ့ x minus 5ဒါလေးညာလေးမဆက်တော့လိုက်မယ်ပေါ့နော်ဘာကြံမလဲဆိုရင်1 plus 2 equal to minus 3/4 x အနှုံးနဲ့မြောက်တော့အပေါင်းပေါ့နော်အဲ့တော့5က3နဲ့မြောက်တော့5 3 4 15ကဲပြည့်ထားရမယ်ပေါ့နော်ဒါတော့ဒီတူညီရဲ့ equation 3ခုပေါ့နော် standard form ရဲ့ point slope form ရဲ့ point intercept form ရဲ့ဒီ3ခုကြားထဲမှာဒါအပြောင်းလဲလုပ်ခိုင်းတဲ့အခါကျရင်ကိုကဒါပို့ပြီးတော့တွက်တက်အောင်ဒါလေ့ကျင့်ထားတဲ့ပုံတွေဖြစ်တယ်ပေါ့နော် parallel line equation find the equation of a line parallel to y equal to 4x minus 7 that passes through 3, 2အဲ့တော့သူကဒီ y equal to 4x minus 7ဆိုတဲ့မြင်းကြောင်းနဲ့ parallel ဖြစ်တဲ့ကောင်ပြီးရပေါ့နော်အဲ့ parallel ဖြစ်တဲ့ကောင်ကဘယ် point ကိုဖြတ်လဲဆိုရင် 3, 2ဖြတ်တယ်အဲ့တော့ဒီ point ကကျွန်တော်တို့လိုချင်တဲ့ point မဟုတ်ဘဲねဒီ equation လေးနဲ့ parallel ဖြစ်တဲ့ကောင်ရဲ့မြင်းကြောင်းရဲ့ပေါ့နော် equation ကိုမှဒါကျွန်တော်တို့ကရှာပေးရမှာဖြစ်တယ်အဲ့တော့ခုနကတော့ရှင်းပြခဲ့တဲ့ file မှာဆိုရင် parallel ဖြစ်တဲ့ခါကျရင် slope တွေတူတယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့ကောင်ရဲ့ slope ကလည်း y equal to 4h ပဲပေါ့နော် b ကတော့ကျွန်တော်ဒီကနေပြီးတော့ယူလို့မရဘူး parallel ဖြစ်တဲ့ခါကျရင်ယူလို့ရတာက slope တွေပဲဖြစ်တယ် slope တွေနှစ်ခုတူတယ်ဆိုတော့သိတယ်ဒါပေမဲ့ b တွေတူမှာတော့မဟုတ်ဘူး b ကလုံးဝကွဲပြားနေလိမ့်မယ်အဲ့တော့ဒီပြိုင်တဲ့ကောင်နှစ်ခုရှိရဆိုရင်အိမ်မီကြောင်းတစ်ကြောင်းက slope တူတဲ့အတွက်ကြောင့်မလို့ဒီမီကြောင်းနဲ့ parallel ဖြစ်တဲ့ဒီ equation ကလည်း slope က4ပဲဖြစ်နေလိမ့်မယ်အဲ့တော့4တော့သိပြီပေါ့နော်
B ကိုရှာမယ်ဆိုရင်တော့အပေါ်မှာသုံးခဲ့တဲ့ဒီတိုင်းပဲပေါ့နော်။ तू ကဒီ3.2ဆိုတဲ့ point ကိုဖြတ်သွားရဲဆိုတော့ဒီ3.2ကို x နဲ့ y ဖြစ်သတ်မှတ်လို့ရတယ်။ပြီးရင် y နေရာမှာ2ကိုထည့် x နေရာမှာ3ကိုထည့် b ကိုရှာကြည့်အောင် b equal to 12 minus 2 b equal to 10ဖြစ်သွားလိမ့်မယ်။ဒါကို equation ပြည့်စုံရေးမယ်ဆိုရင် b နေရာမှာ10လေးကိုထည့်ပေးမယ်။ဒီနေ့ကကျွန်တော်အနေနဲ့ပေါ့နော်ဒီ linear equation ရဲ့ဒီ basic concept တွေဖြစ်တဲ့ဒါ equation 3မျိုးအကြောင်းရဲ့ပေါ့နော်ပြီးတော့သူတို့ရဲ့ဒီ example ဥစ္စာ၅ပုဒ်ကိုတွက်ခဲ့ရဖြစ်တယ်ဒါလေးလုံးနဲ့တော့ဒီ linear အခန်းကြီးတစ်ခုလုံးကိုကျွမ်းကျင်သွားတာမျိုး slope ကိုကျွမ်းကျင်သွားတာမဟုတ်ဘူးဆက်ပြီးတော့လေ့လာစရာရှိသေးတယ်ဒီနေ့ဒီ video ကတော့ဒီ basic introduction ကိုပဲအဓိကထားရတော့ကြောင့်မလို့ပေါ့နော်ဒီနေ့ဒီ video မှာတော့ဒါ basic နဲ့ပတ်သက်တာတွေရှင်းပြခဲ့တယ်အဲ့တော့ဒီ slope နဲ့ပတ်သက်တာတွေ linear equation နဲ့ပတ်သက်တာတွေကိုပို့ပြီးသိကျင်တယ်ဆိုရင် group ထဲမှာဒါကိုသိကျင်တဲ့ဒီ linear ဘိုင်းကိုသို့မဟုတ် slope ဘိုင်းကိုမှန်းခဲ့လို့ရတယ်အဲ့ခါကျရင်တော့ပို့ပြီးတော့မြင်တဲ့ slope ဘိုင်းကို video လေးတစ်ပုဒ်ထပ်လုပ်ပေးသွားမယ်ပေါ့နော်အဲ့တော့ဒီနေ့ video မှာတော့ဒီ basic introduction နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးခဲ့ရဖြစ်ပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျ